တာတော်လောက်ပြီကိုဘွားအတွက်အိမ်နေတာချိန်ပြင်းလာပြီကိုဘွားအတွက်တခုခုလောက်ကြရအောင်ဖုန်းလေးကိုပဲပေါ်မနေနဲ့အချိန်တွေကုန်တာမသိလိုက်ပဲအေးရထဲမှာလဲနေုံနဲ့အောင်မြင်မှုကရောက်မလာခဲ့ပြင်းရိချင်းရဲ့နောက်ွယ်မှာအခွင့်အရေးတွေပျောက်ဆုံးလို့ဒီနေ့ကစပြီးပြောင်းလဲလိုက်ပါကိုအားတင်းလို့စာအုပ်လေးတစ်အုပ်ကိုဖွင့်လိုက်ပါဘာလို့တူတာတွေကဆောင်ကြနေမှာမင်းသိချင်တဲ့ကဘာကြီးကဒီစာမျက်နှာတွေချမ်းမှာမင်းရဲ့နာကတွေလင်းလန်းလာဖို့ရာစာအုပ်ထဲကအသိဉာဏ်များကမင်းကိုအမြင့်ဆုံးစီပို့ဆောင်ပေးလိုက်ပါကဘာကြီးကအမြဲပြောင်းလဲလို့မင်းကတော့ကြံခဲ့အောင်မလားအသစ်သစ်သောအတတ်ပညာတွေစာဖတ်ရင်လည်းရှာဖွေစမ်းပါခဏလေးပဲပင်ပန်းပေမဲ့ရလာမဲ့အကျိုးကအများကြီးပေါ့စာဖတ်တဲ့သူကဘယ်တော့မှမရှုံးဘူးဆိုတာမှတ်ထားလိုက်တော့ဒီနေ့ကိုတမျက်နှာဒါမှမဟုတ်နှစ်မျက်နှာဖြည်းဖြည်းချင်းပဲစက်တင်ပါဖြည်းဖြည်းချင်းပဲစက်တင်ပါမင်းရဲ့အသိဉာဏ်တွေတိုးတက်လာတာမင်းကိုယ်တိုင်ခံစားရမှာပါအပြင်းမကြီးနဲ့